မင်္ဂလာပါ Hello ဒီ friend ဗီဒီယိုကတော့ဖွေးဖို့တိုးရတာတွဲလက်မျက်နှာသိရင်ကြည့်ထားခဲ့တဲ့ဗီဒီယိုတွေစပေါ်မှာရှာထားခဲ့တဲ့အရာတွေကိုတိုက်ရှင်းလို့တဲ့နီးဗီဒီယိုပဲဖြစ်ပါတယ်မိတ်ဆွေတို့တိုးနေတဲ့ဖွေးဖို့ကလေးနေတယ်ဆိုရင်တွဲလက်မျက်နှာအောင်ဒီနီးလေးလို့ကြည့်ကြပါဆိုတော့ဖွေးဖို့ထဲကိုဝင်ပေးလိုက်ပါမြတ်ပြထားတဲ့မြင်းတို့ကြောင့်မီနူထဲကိုဝင်ပေးပါဒီစခွင်မှာကမြတ်ပြထားတဲ့ profile ကိုထပ်ဝင်ပေးပါprofile ကိုရောက်ပြီဆိုရင်တော့မြတ်ပြထားတဲ့ဆက်30ကိုထားဝင်ပေးပါဒီစခွင်မှာကမြတ်ပြထားတဲ့ activity log ကိုထပ်နှိပ်ပေးပါဒီထဲကိုရောက်ပြီဆိုရင်တော့ပြရောက်စာတန်းကိုဘယ်ဘက်ကိုရွှေ့ပြီးဗီဒီယိုဝက်ကိုနှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်ဗီဒီယိုဝက်ကိုတွေ့ပြီဆိုရင်တော့နှိပ်ပေးလိုက်ပါဒါတွေကတော့ကိုကြည့်ထားခဲ့တဲ့ဗီဒီယိုတွေဖြစ်ပါတယ်ဒီဗီဒီယိုတွေက Facebook ဖိုးတို့ရဲ့ storage memory ကိုတိုးနေတဲ့အတွက်Facebook တိုးရတာလိမ့်လံစေပါတယ်ဒါတွေကိုဖြတ်ဖို့အတွက်မြှပြထားတဲ့ key video history ကိုနှိပ်ပေးလိုက်ပါနှိပ်လိုက်ပြီဆိုရင်တေချာလားဆိုတာကိုမေးပြန်ပါတယ်ဆိုတော့မြှပြထားတဲ့ key ကိုထပ်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ဖြတ်လိုက်ပြီဖြစ်ပါတယ်နောက်တစ်ခုဖြတ်ဖို့လိုပါသေးတယ်ဘဲကိုတစ်ချက်နှိပ်ပြီးတော့ထွက်ပေးပါဒါကတော့ရှာကြည့်ထားတဲ့အရာတွေကိုဖြတ်ပေးရမှာဖြစ်ပါတယ်ဆော့ဘာဟင်စထရီကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါကတော့ဆော့ဘာမှာရှာကြည့်ထားတဲ့အရာတွေဖြစ်ပါတယ်ပြီးရင်ဆော့ကိုနှိပ်ပေးလိုက်ပါဆင်ပြေသွားပြီဖြစ်ပါတယ်ဖွေးဖို့တိုးရတာလိမ့်လာနေတဲ့မိတ်ဆွေတွေအဆင်ပြေကြပါစေ Thank you